ဒီနေ့မှာတော့ကျွန်တော်တို့ဘရာဇီးတိုက်စစ်မှုအိုက်ဂေါတီယာကိုအကြောင်းကိုပြောပြချင်ပါတယ်ဒီတိုက်စစ်မှုကတော့လက်ရှိချိန်မှာပရီးမီယာလိကလပ်ဘရန်ဖို့အသင်းမှာကစားနေပြီးတော့လက်ရှိချိန်မှာတော့ဘရန်ဖို့အသင်းအတွက်ဒီရာသီမှာ18ဂိုးအထိတွင်းပေးထားတာဖြစ်ပါတယ်အဲ့တော့ပရီးမီယာလိတွင်းကို16ဂိုးလီဂ်ဖလားပြိုင်ပွဲမှာ1ဂိုးတွင်းထားတာဖြစ်ပါတယ်ဆိုတော့လက်ရှိချိန်မှာတော့သူ့အနေနဲ့စံချိန်တစ်ရက်ကိုတင်ခဲ့တယ်လို့လည်းသိရတယ်ဘာကြောင့်လဲဆိုတော့ဒါဘရာဇီးတိုက်စစ်မှုပေါ့နော်ဘရာဇီးတိုက်စစ်မှုတူအနေနဲ့ပရီးမီယာလိမှာ16ဂိုးနဲ့အထက်နော်ဂိုးအများဆုံးသွင်းယူတဲ့စံချိန်ပေါ့တင်ထားခဲ့တယ်လို့သိရပါတယ်သူအရင်ကမနေ့ကပြီးခဲ့တဲ့ရာသီကကစားခဲ့တဲ့ဥပဒေနဲ့တိုက်စစ်မှုကုညာဆိုလို့ရှိရင်လည်း15ဂိုးပဲသွင်းယူနိုင်တယ်ကုညာရဲ့စံချိန်ကိုကျော်လွန်ပြီးတော့16ဂိုးထိသွင်းယူနိုင်တဲ့စံချိန်တစ်ခုရရှိသွားပြီလို့သိရပါတယ်ဒါသူရဲ့ဂိုးသွင်းယူမှုနဲ့အတူဒါတီယာဂိုရဲ့ဘရန်ဖို့အသင်းကလည်းပရီးမီယာလိအဆင့်9နေရာထိတက်လာနိုင်ခဲ့တယ်လို့သိရပါတယ်ဆိုတော့လက်ရှိချိန်မှာတီယာဂိုက hat-trick ချိန်ရရှိထားတယ်bridge လို့ခေါ်တဲ့နှစ်ဂိုးသွင်းတဲ့ပွဲစဉ်လည်းနှစ်ပွဲလောက်သွင်းထားတာဖြစ်ပါတယ်ဆိုတော့တီယာဂိုရဲ့အကြောင်းကိုဒါလေ့လာကြည့်တဲ့အခါမှာတော့တီယာဂိုကဘရာဇီးကလပ်ခရူဇေးရိုမှာကစားခဲ့တယ်ပြီးတဲ့နောက်မှာတော့ဒါဘူဂေးရီးယားကလပ်ဘူဂေးရီးယားနိုင်ငံကထိပ်သီးကလပ်လူဒိုဂိုရဲ့အသင်းကို200တိကြာတွားရောက်ကစားခဲ့တယ်အဲ့နောက်မှာတော့ဘယ်လ်ဂျီယံကလပ်ဘရုခ်အသင်းကိုတွားရောက်ကစားခဲ့ပြီးတော့ဒါပြီးခဲ့တဲ့ရာသီမစခင်ကမှရောက်ရှိလာတာဖြစ်ပါတယ်အဲ့တော့ကလပ်ဘရုခ်အသင်းမှာလည်းသူ့အနေနဲ့နောက်ဆုံးရာသီမှာထိပ်တန်းကိုသွင်းရှင်တူဖြစ်ခဲ့ပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့ရာသီမှာတော့ဒဏ်ရာပြဿနာတွေနဲ့ဘရန်ဖို့အသင်းကိုဆက်ရောက်တဲ့အချိန်မှာပွဲအများကြီးမကစားခဲ့ရဘဲနဲ့ကိုလည်းနည်းနည်းပါးပါးပဲသွင်းနိုင်ခဲ့တဲ့အနေအထားတွေ့ရပါတယ်ပြီးခဲ့တဲ့ရာသီမှာလည်းဘရန်ဖို့မှာဒါရိုနယ်ဝစ်ဆာတို့အဘူဘိုတို့လိုကစားသမားတွေကခြေစွမ်းပြနေပြီးတော့ဒါတီယာဂိုအတွက်နေရာမရှိခဲ့ဘဲနဲ့ဒီရာသီမှာဝစ်ဆာတို့အဘူဘိုတို့ပြောင်းရွှေ့သွားတဲ့အချိန်မှာတီယာဂိုကထိပ်တန်းတိုက်စစ်မှုပထမဦးစားပေးတိုက်စစ်မှုဖြစ်လာပြီးတော့လက်ရှိချိန်မှာတော့ပရီးမီယာလိသွင်းကို16ဂိုးသွင်းပြီးတော့သူ့အထက်မှာတော့ဒါအာလင်ဟာလန်တယောက်ပဲရှိပါတော့တယ်ဆိုတော့တီယာဂိုအနေနဲ့ဘရာဇီးလေဝီစင်အသင်းရဲ့ဒါ level အလိုက်မှာပေါ့နော် U19 U19 U20 U23 အသင်းတွေမှာလုံးဝပါဝင်ကစားခဲ့မှုချင်းမရှိသေးတဲ့ကစားသမားဖြစ်ပါတယ်ဆိုတော့လက်ရှိချိန်မှာဒီအင်္ဂလန်မှာဘရာဇီးကစားသမားတွေတိုက်စစ်မှုတွေကစားနေတဲ့နေရာမှာအာဆင်နယ်ရဲ့ Gabriel Jesus, Spy Richarlison, ဘုံမောက်က Evan Nilsson, ဖူလ်ဟန်က Muniz စတဲ့ကစားသမားတွေပါဝင်ကစားနေတာရှိပါတယ်ဒါပေမဲ့လည်းလက်ရှိချိန်မှာခြေစွမ်းပြသုံးနဲ့ကိုးများဆုံးသွင်းထားတာတော့အိုက်ဂေါတီယာဂိုဖြစ်ပါတယ်ဒါကြောင့်မို့တီယာဂိုကလာမယ့်2026ကမ္ဘာဖလားလေးနီးကပ်လာပြီဖြစ်တဲ့အတွက်ကြောင့်မို့ဘရာဇီးအသင်းအတွက်တပွဲမှရွေးချယ်ခြင်းမခံရဘဲနဲ့ကိုစားပြုကစားခြင်းမရှိသေးတဲ့အတိုင်ကိုဒါသူ့ကိုရွေးချယ်ဖို့အတွက်လည်းဒါပေးသက်တွေကရှုမြင်လာကြပြီဖြစ်ပါတယ်အဲ့တော့နေပြကြီးအန်ဆယ်လော်တီအနေနဲ့လည်းလာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲမှာဘရာဇီးအသင်းအတွက်တိုက်စစ်မှုကောင်းတစ်ယောက်အနေနဲ့သူ့ကိုရွေးချယ်သွားမလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်ဘရာဇီးကတော့တိုက်